ကြံထဲမှာရီဂျီရိုရောက်တုံးလေးအုံသီးခူးလို့ရပြီဆိုတော့ရီဂျီကအုံသီးကိုခူးပြီးတော့အုံစိမ်းဂျယ်လီလေးကျုံမှာဖြစ်ပါတယ်ချစ်တို့ရင်အရန်ကိုလွယ်ကူရိုးရှင်းတဲ့အုံစိမ်းဂျယ်လီလေးကိုရီဂျီကမျှဝေပေးမှာဖြစ်ပါတယ်ချစ်တို့ရင်မလာကာတီကတော့တီးနေပြီချစ်တို့ရင်ရှောက်ရွက်ကရီဂျီကဒီနေ့ခူးသွားမှာဖြစ်ပါတယ်ရှင်အရင်မျိုးလေးကိုလေပြီးတော့ပေါက်ပပြူလေးခူးသွားပြီးရီဂျီကပြုတ်ပြီးတော့ငါပြည့်နေစားမှာဖြစ်ပါတယ်ချစ်တို့ရင်အကြီးကြီးရေပဲ爸老不溜嘞。ရီဂျီကအုံတီကိုချစ်ထားလိုက်တာဖြစ်ပါတယ်ချစ်တို့ရင်ဒီကတန်လီတာမကြည့်ဘူးနော်ရီဂျီကယူနေနည်းနည်းလေးလက်တလုံးကပဲလို့အဲ့ဒါရီဂျီကယူနေကြောလိုက်တာဖြစ်ပါတယ်ရှင်တလီတာရီဂျီကတယ်လီဖုန်းတောက်ကျော်တစုံထဲမှာဖြစ်ပါတယ်ရှင်တလီတာဆိုရင်ရီဂျီကကျတော့ဒီလိုမျိုးဒီနေ့စားဆိုတစုံထည့်ပါလေရှင်တကြားကျတော့ရီဂျီကနှစ်စုံထည့်ပါလေရှင်ဒီနေ့စားဆိုနှစ်စုံအဲ့ဒီကျတော့ရီဂျီကမွေးလာမှာဖြစ်ပါလေရှင်ရီဂျီကအဲ့လိုမျိုးမွေးပြီးတော့ခဏလေးထားထားမှာဖြစ်ပါလေရှင်ချစ်ထားတဲ့အုံသီးကိုရီဂျီကဘူးလေးထဲမှာထည့်တာဖြစ်ပါရှင်ဒီကကျတော့ရီဂျီကဆိုင်မှာရောက်ဖို့အတွက်ခွက်လေးထဲမှာထည့်တာဖြစ်ပါတယ်ချစ်တို့ရေအခုဆိုလို့ရှိရင်ခုနကအုံးရင်1လီတာရယ်ကြောက်ကြောတစွန်းရယ်တကြား2စွန်းရယ်စားနေနေရယ်ကိုရီဂျီကမွေလိုက်တာဖြစ်ပါတယ်ရှင်အမေအေးနဲ့ရီဂျီကမွေတာပေါ့နော်မွေနေနဲ့ပွပွဆူလာပါပြီချစ်တို့ရေ9မိနစ်တော့ရီဂျီကဆက်မွေပြီးတော့ချလိုက်တာဖြစ်ပါတယ်ရှင်ရီဂျီကမိကိုပိုက်လိုက်တာဖြစ်ပါတယ်ရှင်အဖေါ်ကအမြုပ်လေးတွေရီဂျီကလိုက်ပြီးဖဲတာပေါ့နော်ခွက်လေးထဲမှာခုနကြိုထားတဲ့ကြောက်ကြောဟိုရက်ချဲရတာဖြစ်ပါတယ်ရှင်အပေါ်ကအမြုပ်လေးတွေကိုရက်လိုက်ပြီးတော့ဖဲတာဖြစ်ပါတယ်ချစ်တို့ရင်ဟို15မိနစ်လောက်ဆိုအေးပြီးတော့ခဲဝါးပြီပေါ့နော်အရင်ကိုလွယ်ကူရွေးရှင်းတဲ့အုံစိမ်းဂျယ်လီလေးပါချစ်တို့ရင်ရီဂျီကအုံစိမ်းဂျယ်လီကြိုတာကိုမျှဝေပေးရဖြစ်ပါတယ်ချစ်တို့ရင်